everyone. Today I like to talk about the difference between everyday and everyday. So let's get started. အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ everyday နဲ့ everyday ဒီနှစ်ခုရဲ့ကွာခြားချက်ကလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီစကားလုံးနှစ်ခုကအတန်တွက်ကအတူတူပဲဒါပေမဲ့အဓိပ္ပာယ်ကတော့နည်းနည်းလွဲတယ်ဘယ်လိုမျိုးလဲဆိုရင် everyday ကကြတော့သူက adjective ပေါ့နော်ဒီကောင်ကကြတော့ phrase တစ်မျိုးပဲဖြစ်တယ်ဆိုတော့ everyday adjective ကကြတော့သူကဒီလိုမျိုးတွဲပြီးတော့ရေးတယ်ဒီလိုမျိုး phrase ကကြတော့ခွဲပြီးတော့ရေးတယ်ဒီတွဲပြီးတော့ရေးတယ်ဒီ adjective everyday ကကြတော့အနောက်မှာ noun လိုက်ပေးရတယ်ပေါ့ဒီဥပမာမှာဆိုရင် it's an everyday activity သူက he swims every day သူနေ့တိုင်းရေကူးတယ်ဒီမှာကျတော့ it's an everyday activity ဆိုတာဒါကနေတိုင်းလုပ်တဲ့ဒီလုပ်ငန်းဆောင်တာတစ်ခုပေါ့နော်အဲ့လိုပုံစံမျိုးပေါ့တော့ဘာလို့ဆိုလို့ချင်တာလဲဆိုရင်ပုံမှန်တာမှန်ပဲဘာမှထူးခြားမှုမရှိတဲ့အရာမျိုးတွေပေါ့အဲ့တော့ everyday ဆိုတာကိုနေတိုင်းလုပ်တဲ့အရာမျိုးပုံမှန်လုပ်နေကြဟာပုံစံမျိုးပေါ့ဘာမှထူးခြားမဟုတ်ဘူးပုံမှန်လုပ်နေကြအရာမျိုးကိုဖော်ပြခြင်းတဲ့အခါကျရင်ဒီ adjective everyday ကိုသုံးလို့ရတယ်ပေါ့နော်ဆိုတော့ adjective ဖြစ်တဲ့အတွက်ကြောင့်သိကြတယ်နောက်မှာ noun ကတော့ like ပေးရတယ်ပေါ့နော်ဒီကောင်ကကျတော့နေ့တိုင်းကိုပြောချင်တာအဓိပ္ပာယ်အဲ့တော့အခုဗီဒီယိုလေးမှာ everyday နဲ့ everyday နှစ်ခုဘယ်လိုကွာခြားလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye